15 8 လ 26 လက်မျက်နှာမြို့နယ်အိုင်နဗျူလမ်းတော်ရေချင်းနေဖြစ်ပါတယ်။ဒီဟာဒီနေ့5လက်မကန်တက်ပြီးတော့ရေစီးကျတဲ့သွားလာရေးခက်ခဲသွားပါတယ်။ကဲဆယ်ကူကြီးမော်တော်နဲ့လူများလည်းမရှိတော့ပါဘူး။လေများလည်းသွားလာမှုခက်ခဲပါဆိုလေများရှိမှအဆင်ပြေပါပဲ။ရေစီးပါလည်းကျပြီးတော့ဥပဝလုံးဝမဖြစ်နိုင်တော့ဖြစ်သွားပါပြီ15 ရက် 8 လ 26အဲ့ဒီမျိုးကရေချင်နေဖြစ်ပါတယ်ဒီလူတယောက်ကရှစ်တက်တာတချင်းနဲ့နောက်ကိုရောက်နေပါတယ်ရှေ့ကိုမတက်နိုင်ပါဘူးအပြာပါပါ15 ရက် 8 လ 26အိုင်လူနေမလာမြို့နယ်အိုင်လူရဲ့ရေချင်နေဖြစ်ပါတယ်ပိုးဆိုးတယ်ဆိုးလာပါတယ်ခင်ဗျာ